ဘောလုံးချစ်ပြတဲ့ကြီးအားလုံးမင်္ဂလာပါအခုပြပြတော့မှာကမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့မြန်မာလီပွဲစဉ်တွေမြန်မာမျိုးသားလေးစဉ်အသင်းတွေရဲ့ပွဲစဉ်တွေကိုကျင်းပရာဖြစ်တဲ့ရန်ကုန်မြို့မှာရှိတဲ့သူဝနာဘောလုံးကွင်းအကြောင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ channel ကို subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်မြန်မာပြည်ရဲ့ဘောလုံးချစ်ပြတဲ့တော်တော်များများကတော့သူဝနာဘောလုံးကွင်းကိုသူဝနာ U Training Center Stadium လို့လည်းလူသိများခေါ်ဝေါ်သုံးစွဲကြပါတယ်သူဝနာဘောလုံးကွင်းကမြန်မာလူကြီးစဉ်ဘောလုံးအသင်းပွဲစဉ်တွေနိုင်ငံတကာဘောလုံးပွဲစဉ်တွေမြန်မာ National League ပွဲစဉ်တွေနဲ့ဖလားပြိုင်ပွဲတွေအပြည့်ပြိုင်ပွဲတွေမှာအများဆုံးကျင်းပရာအဓိကကစားကွင်းဘောလုံးကွင်းတစ်ကွင်းဖြစ်ပါတယ်သူဝနာဘောလုံးကွင်းကပြည်သက်ဥယျာဉ်9000ဝင်ဆက်နေဆိုပေမဲ့နိုင်ငံတကာပြည်သက်ဝင်ဆက်မှုစီးမြင့်အရာပြည်သက်3200ကိုဝင်ရောက်ဝင်ခွင့်ပြုထားပါတယ်သူဝနာဘောလုံးကွင်းရဲ့ကွင်းမျက်နှာပြင်အမျိုးအစားကမြက်ခင်းအစ်စ်ဖြစ်ပါတယ်သူဝနာဘောလုံးကွင်းကို1985ခုနှစ်မှာစတင်ဖွင့်လှစ်အသုံးပြုခဲ့ပါတယ်။ဂျပန်အစိုးရရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။သူဝနာကွင်းက2012 AFF Championship 2013 Southeast Asian Games 2013 AFC U22 Asian Cup Qualification Group G U19 အာရှဖလားပွဲစဉ်တွေနဲ့အတူအထင်ကြီးဘောလုံးပွဲစဉ်ပေါင်းများစွာကိုလက်ခံကျင်းပခဲ့ပါတယ်။အခုဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်တော့ subscribe like and comment လေးတွေပြုလုပ်သွားပေးကြပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်